ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်စကားရင်းလေးပြသက်ရှိပါတယ်ဗောနော်ကျွန်တော်ဆိုင်ကယ်လေးဝယ်ထားတာမကြသေးဘူးဗောနော်ကျွန်တော်ဆိုင်ကယ်လေးကျွန်တော်ဝယ်ထားတာလာပိုင်းပဲရှိတယ်ဆိုင်ကယ်ကလိုင်စင်တော့မရသေးဘူးကျွန်တော်ဆိုင်ကယ်ကိုဖိုးသွားတယ်လိန်သွားတာဗောဗျာပြောချင်တာနော်ကျွန်တော်ဆိုင်ကယ်လိန်သွားတယ်ကျွန်တော်သူ့ကိုဘာမှလည်းမလုပ်ဘူးကျွန်တော်ဆိုင်ကယ်ပဲကျွန်တော်သူ့ကိုပြန်လိုချင်တာဗောနော်သူ့ကိုကျွန်တော်ဘာမှမလုပ်ဘူးအခုတစ်တော့ဘွားရင်သူ့ကိုတည်ရလူများပြောပြပါကျွန်တော်အပေါ်မှာဖုန်းနံပါတ်လေးပြမယ်ပြီးသူ့ပုံနဲ့ကျွန်တော်ပြမယ်ကျွန်တော်ဒီမှာလည်းသူ့ပုံပြမယ်ဗောနော်သူလက်ရှိသုံးနေတဲ့အကောက်ပေါ့နော်တစ်တော့အကောက်ကတော်ရင်များတဲ့ကောင်ကမောင်မင်းခက်သူလက်ရှိသုံးနေတဲ့အကောက်ကခဏလေးတစ်တော့ဆုံးရတာဆိုင်ကလိန်သွားတဲ့ကောင်ကိုလုပ်တယ်ဘလော့ပါလို့ဘယ်တော့မှဒီမှာသူကလည်း mention ခွဲပြန်သူမတွေ့တော့ဘူးတရားရင်ပြလိုက်တကယ်ချင်းတွေလက်ချက်နဲ့သူကျွန်တော်ဆိုင်ကပေါ့နော်သူလိန်သွားတာကကျွန်တော်သူ့ကိုစောင့်နေပေါ့မန္တလေးမှာကျွန်တော်ဖမ်းဆီးရတယ်ပေါ်တယ်ကွာအဖမ်းများဖမ်းခံရတာပေါ့နော်ကျွန်တော်သူ့ကိုစောင့်နေသူ့ကိုစောင့်တဲ့ချိန်မှာသူပြန်မလာဘူးကျွန်တော်ဘာဖြစ်လဲမသိဘူးပေါ့နော်ဒါသူ3ရက်ကျွန်တော်စောင့်ကြည့်သွားတယ်ဒါပေမဲ့သူကပြန်မလာဘူးဒါပေမဲ့ကျွန်တော်ရဲ့သူ့ကိုကျွန်တော်ဘာမှမလုပ်ဘူးကျွန်တော်ရဲ့ဆိုင်ကကိုပဲကျွန်တော်ပြန်ပြီးတော့ပဲလိုချင်တာပေါ့နော်ဒါပေမဲ့သူလက်ရှိသုံးနေတဲ့ကောက်ကဒီကောက်ပေါ့နော်ညဒီကောက်ဒါသူလက်ရှိသုံးတဲ့ကောက်ပေါ့နော်သူ့ကိုသိတဲ့လူများကျွန်တော်ကိုအကြောင်းကြားပေးပါကျွန်တော်ဖုန်းနံပါတ်လေးပြပေးထားမှာပေါ့နော်ကျွန်တော်ဖုန်းနံပါတ်လင်းရမှန်တော့ကျွန်တော်ဖုန်းနံပါတ်လေးပြပေးထားမယ်ကျွန်တော်သူ့ပုံလေးပြင်ပြမှာပေါ့နော်ဒီကောက်ပေါ့နော်သူဒါအခုလက်ရှိသုံးတဲ့ကောက်သူ့အရင်အကောက်ကကျွန်တော်စိတ်ထားရှိရပေါ့နော်သူ့အရင်အကောက်ကဒါသူအရင်အကောက်ပေါ့နော်သူလူတော်များသိပါတယ်နော်နောက်လူလဲဒါပွင့်လင်းပြောနောက်လူလဲအလိမ်မခံအောင်လို့ပြောတာပေါ့နော်ဒီကောင်ကလူလိမ်မှာဒီလိုပဲလိမ်ပြီးတော့ပဲစားနေတာပေါ့နော်နောက်လူတွေလည်းတတိမူမိအောင်လို့ပေါ့နော်ညဒါသူအရင်သုံးတဲ့အကောက်ပေါ့နော်သူတတော်ကိုကျွန်တော်ပြဒီမှာဒီကောင်ပေါ့နော်ကျွန်တော်ကဆိုင်ရဝယ်ရမှာကြာတယ်သူ့ကျွန်တော်ဘာမှမလုပ်ဘူးခုတစ်တော့ဝင်ပြီးတော့ဒါသူ့ကိုကျွန်တော်ကအကြောင်းကြားတာပေါ့နော်ယူထားရင်သူဆိုင်ကလာပြန်ဖို့ပါကျွန်တော်ဘာမှမလုပ်ဘူးဒါခုတစ်တော့ဝင်မှာပဲသူ့တင်တာကျွန်တော်သူ့ကိုရေးလဲမယူဘူးဖမ်းလဲဖမ်းမခိုင်းဘူးဘာမှလည်းမလုပ်ဘူးเนาะကျွန်တော်အခုလက်ရှိသူယူသွားတာတော့မင်္ဂလာရန်ကင်းအရာပေါ့မန္တလေးမြို့မင်္ဂလာရန်ကင်းအရာသူယူသွားတာဖြစ်တယ်ပေါ့နော်